လပန်းပွင့်နဲ့ရေသူမလေးတခါတုန်းကဂျူလီယာဆိုတဲ့ရေသူမလေးတစ်ယောက်ရှိတာပေါ့ကွယ်သူမကငယ်ငယ်ရွယ်နဲ့အရန်ကိုစူးစမ်းလို့စိတ်ပြင်းပြသူတစ်ယောက်ဖြစ်တာပေါ့ဂျူလီယာရဲ့အဖေကတော့ရေအောက်နိုင်ငံရဲ့လုံခြုံရေးကိုတာဝန်ယူထားရတဲ့ကာကွယ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့ကွယ်ဂျူလီယာလေးရေဒီကိုလာပါအောင်ငါအခုခေါ်နေတာဘသူများပါလဲဟယ်လိုဘသူခေါ်လိုက်တာတော့ဂျူလီယာရေ ဟမ်အဖေ ဂျူလီယာထားတော်သမီးလေး နိုးပါပြီနိုးနေပါပြီအဖေ အဖေရဲ့တာဝန်ချိန်ကစတော့မယ်အဖေသွားတော့မယ်နော်ဟုတ်ကဲ့ပါသမီးကဘာမှမသွားပါဘူးဘိုင်ဘိုင်ဒါဆိုရင်အဖေစိတ်ချမယ်နော်သွားတော့မယ်သမီးလေးရေအဖေရဲ့သမီးလေးကဒီလောက်လိမ့်ပါတာအဝေးကြီးလိုက်မသွားပါဘူး ဒီလိုနဲ့ပဲဂျူလီယာကရေအောက်ကဘာကိုလှဲ့လေဖို့စတင်ထွက်သွားပါတော့တယ်ဂျူလီယာတယောက်သွားလာလှည့်ပတ်ရင်းနဲ့သူမရဲ့ညကမှတ်ခဲ့တဲ့အိမ်မက်အကြောင်းစဉ်းစားမိပါတော့တယ်ညကမှတ်တဲ့အိမ်မက်ကြီးကထူဆန်းလိုက်တာအကောင်လုံးကတကယ်ပြင်မကြီးလို့ပဲအိမ်မက်နဲ့တောင်မတူဘူး ဒါလေးကတော့ပင်လယ်ရဲ့အဆောက်အအုံနတ်သမီးလေးပေါ့ပင်လယ်ပြင်ကြီးကိုစောင့်ရှောက်ဖို့တာဝန်ရှိတဲ့လူပေါ့ဒီနေ့မှာသူမရဲ့နေရာကိုလွှဲပြောင်းဖို့ထိုက်တန်သူရှိလာတာကိုကြိုတင်အာရုံရနေတာပေါ့နားတလောက်လျှောက်သွားနေတာဒီလိုပဲမျိုးတစ်ခါမှမတွေ့ဘူးပါဘူးအိမ်မက်တဲ့ကအတန်ဟာရောဘသူရဲ့အတန်ပါလဲဘာလင်းတန်းပါလဲဂျူလီယာလေးဟာရှောင်လွှဲလို့မရမဲ့ကံကြမ္မာကြီးကိုရင်ဆိုင်ရတော့မယ်ဆိုတာမသိသေးပါဘူးမကြခင်အချိန်အတွင်းမှာသူမရဲ့စူးစမ်းတဲ့စိတ်ကြီးကသူမကိုနောင်တရလောက်မဲ့အဖြစ်မျိုးဖြစ်အောင်လုပ်တော့မယ်ဆိုတာကိုသူမကတော့မသိသေးပါဘူးဂျူလီယာလေးကငယ်ရွယ်တဲ့မိန်းမပြူလေးဖြစ်တာကြောင့်မို့လို့အန်ဒီယေကိုမသိသေးပဲနဲ့စူးစမ်းချစ်စိတ်တစ်ခုတည်းနဲ့ရှေ့ဆက်တိုးမိနေပါတော့တယ်အရှင်ကဒီနေရာမှာအလင်းတက်လေးမရှိပါဘူး ဂျူလီယာ ဂျူလီယာလေးကတော့အတန်လာရနေရာကိုသွားတဲ့မသွားတဲ့စဉ်းစားနေပါတော့တယ်ဒီလိုနဲ့ပဲနောက်ဆုံးကြတော့သွားဖို့ကိုရွေးချယ်လိုက်ပါတော့တယ်ဒီနေရာကရင်းနှီးနေပါတယ်ဒါကငါရဲ့အိမ်မက်ပဲဒါပေမဲ့အိမ်မက်တော့မဟုတ်ဘူးဂျူလီယာလေးတယောက်အရှိကိုဆက်သွားလိုက်တဲ့အခါမှာသူမရဲ့အိမ်မက်ကပန်းမွင့်ကြီးကိုတွေ့ရပါတော့တယ်လှပတဲ့ပန်းမွင့်ကြီးကိုထိမိလိုက်တဲ့အခါမှာတော့ဂျူလီယာလေးတယောက်ကပင်လယ်အဆောက်အအုံနတ်သမီးအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်ဂျူလီယာလေးကအဆောက်အအုံနတ်သမီးလေးကိုတွေ့လိုက်တဲ့အခါမှာအရန်ကိုအံ့ဩသွားပါတော့တယ်သူမရဲ့တဘဝလုံးဒီလိုမျိုးရည်သူမမျိုးကိုတစ်ခါမှမတွေ့ခဲ့ဘူးလို့ပေါ့ခွဲပင်လယ်အဆောက်အအုံနတ်သမီးလေးကတော့ဂျူလီယာလေးကိုသူမဟာပင်လယ်အဆောက်အအုံနတ်သမီးလေးတရားဖြစ်နေပြီဆိုတာပြောဖို့ကြိုးစားတာပေါ့ဒါပေမဲ့လည်းဂျူလီယာလေးကစာမိတ်ဆက်လိုက်ပါတယ်တွေ့ရတာဝမ်းသာပါတယ် အမလည်းဝမ်းသာပါတယ်ဟိုအမဘာပြောချင်ရရှိလို့လဲ ညီမကအခုအဆောက်အအုံတစ်ယောက်နော် အဆောက်အအုံကဘာခုပြောတာလဲ ညီမကပင်လယ်ပြင်ကိုစောင့်ရှောက်ဖို့အရွေးချယ်ခံထားရတဲ့သူလေ ဟာနေမရဲ့စပင်ကဘာဖြစ်လို့အမနဲ့တူနေတာလဲအရင်ကအဖြူမဟုတ်ပါဘူး အဖြူရောင်ကအဆောက်အအုံရဲ့အမှတ်အသားတစ်ခုလေ ညီမကတော့အဆောက်အအုံမဖြစ်ချင်ပါဘူး ပင်လယ်ပြင်ရဲ့အဆောက်အအုံဖြစ်ဖို့ကပင်လယ်ကြီးကရွေးချယ်တာ ညီမလေးမအဖေရှိသေးတယ် ဒါပေမဲ့ပင်လယ်ပြင်ကိုစောင့်ရှောက်ဖို့ကအခုညီမရဲ့တာဝန်နော် မဟုတ်ဘူးညီမအခုအိမ်ပြန်တော့မယ် ဂျူလီယာလေးကတော့အဆောက်အအုံဆိုတဲ့တာဝန်ကြီးကိုမယူချင်ဘူးပေါ့ကွယ် Julia Lee
အဖေပြန်ရောက်နေပြီသမီးလေးဂျူလီယာဘယ်မှာတော့အဖေခေါ်နေတာကိုကြားရဲ့လားဂျူလီယာ ဒီလိုနဲ့ပဲဂျူလီယာလေးကသူမရဲ့အဖေစီကိုအသေးအသံပြန်လာပါတော့တယ် အဖေတပြေးထင်ပါလေ ဂျူလီယာလေးတယောက်ဘာဖြစ်လို့အိမ်ပြန်မလာသေးပါလဲ အဆောက်အအုံနဲ့သမီးလေးဖြစ်သွားတဲ့အတွက်သူမအဖေကိုယ်တိုင်တောင်မမြင်ရတော့ပါဘူးဝမ်းနဲ့စွာနဲ့ပဲဂျူလီယာလေးကထွက်သွားပါတော့တယ် သမီးအဆောက်အအုံနဲ့သမီးမဖြစ်ချင်ဘူးအဖေနဲ့ပဲနေချင်တယ် ပင်လယ်နဲ့သမီးကဂျူလီယာလေးကိုတနာသွားတာကြောင့် ဟုတ်ပါပြီမင်းကိုလောက်ပြင်လာတာလေးတစ်ခုတော့ရှိတယ်ဒါပေမဲ့မင်းဘက်ကဂတိတော့တရားမယ်နော်ဂတိတော့မပြတ်စင်နဲ့ ကျေးဇူးတင်ပါတယ် နောက်ဆုံးမှတော့ဂျူလီယာလေးကတာမန်ဘဝကိုပြန်ရောက်သွားပါတယ်ဒီလိုနဲ့အချိန်အကြာကြီးကုန်ဆုံးသွားပြီးဂျူလီယာရဲ့အဖေဆုံးသွားတဲ့အချိန်မှာသူမရဲ့ဂတိအတိုင်းဂျူလီယာလေးဟာပင်လယ်အဆောက်အအုံနဲ့သမီးလေးဖြစ်သွားပါတော့တယ်